ဟာအခုမင်္ဂလာပါ အော်မင်္ဂလာပါကြီးမင်္ဂလာပါတဲ့နေနဲ့ အော်ဟုတ်ပဲခဏလာအခုလေ ဩ ဒါအခုဒီလိုကျွန်တော်ဝင်လာ ဩအေးဒီလေဘာပြီးတော့လဲ အော်မတောက်တော့ပါဘူးအခုမှတကယ်ကြီးရှိမှာစားခဲ့တောက်ခဲ့ ဩအေးပါအေးပါ ခဏအခုဒီလိုနည်းနည်းပါးပါးပေါ့ဗျာအခုရဲ့ကွာလက်စွပ်3ဝင်းအောင်ဆိုတော့စီးပွားရေးအဆင်ပြေရဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးအဆင်ပြေနေလို့ပါ ဩဒီလိုလား โอเคပါ အဲ့တော့ဒီလက်စွပ်တွေကြောက်ကရောင်းဝယ်အားတွေကောင်းအောင်လို့ဒါကတကယ်သိရှိတင်ထားတဲ့လက်စွပ်တွေကဈေးကြီးလေးပြီးဝယ်လာတော့ဆိုဒီလက်စွပ်ဆိုရင်သိလားအဖိုးမသေးဘူး ဟုတ်လား အဖိုးမသေးတော့ဘာអော်တာလဲ ဘာပြောရလဲဗျာ အဲ့လိုမဟုတ်အဖိုးတန်တဲ့ပစ္စည်းကိုဝယ်လာလို့ဟာအဲ့တော့ဈေးကြီးဝယ်လာမလို့អော်တာ ခင်ဗျားလည်းအဲ့လိုပြောစမ်းပါဗျာ ဟုတ်တယ်ဆိုတော့နည်းနည်းရမှာမသိလား ဟုတ်လား ဟောဒီလိုမိုးပေါ်ဒီလိုထောင်ကြည့်လိုက်ပဲဆိုလို့ရှိရင်လက်ပေ6ထောင်ကိုတိုင်းသားမြင်ရ ဟုတ်လို့လားဗျာ ဟုတ်တယ်ဟောဒီလိုအောက်တက်ကိုစိုက်ကြည့်လိုက်မယ်ဆိုရင်ငရဲကြီး8ထောင်ကိုတိုင်းသားမြင် စွမ်းလာလား ဟိုဒီလိုဘေးလိုက်ကြည့်လိုက်မယ်ဆိုရင်အပေါင်ဆိုင်ကိုတန်းနေ အကောင်းမလို့နားထောင်ပါဗျာ ဒါပေမဲ့အခုအထင်မသေးပါဘူးလေကွာရန်ကုန်မှာ7လုံး ဟုတ်လား မန္တလေးမှာ7လုံးနေပြည်တော်မှာ7လုံးတလုံးမှာကိုဖြစ်လို့ရှိ ဘာလို့လဲဗျာ ကိုယ်ဆက်ဒီမှာမဟုတ်ဘူး ကိုယ်ဆက်မဟုတ်တာပဲပြောနေနေဗျာ ဒါပေမဲ့ကိုယ်အထင်မသေးပါနဲ့ကိုယ်မှာ12ဆက်ရှိတယ် ဘာဆက်လဲဗျာ ကျောကုန်းမှာလေးငယ်ငယ်ရေနယ်ဆက်ကြတာ20ဆက်တာ ခင်ဗျာမိဘူးနဲ့သွားမှာဗျာ ဒါပေမဲ့ဒီအထင်မသေးပါနဲ့ကိုတို့ကမျိုးနဲ့ယူနဲ့ချမ်းသာ ဟုတ်လားဗျာ အခုအဖိုးဆိုလို့ရှိရင်မျက်နှာပုံ ဟုတ်လားရုံးနေတော့ပုံဟုတ်လား မဟုတ်ဘူးအယုံမျက်နှာပုံကြီးလောက်တော့ ကောင်းမလို့နားထောင်လား ဒီလိုအထင်မသေးအခုအဖေဆိုလူကြီး ဟုတ်လားဒါမြို့လူကြီးလားဝင်ကြီးလား မဟုတ်ဘူးအသက်60ကျော် အသက်60ကျော်မှလူကြီးဖြစ်လို့ဗျာ ခင်မသေးပါကြီးလေကိုကတကယ်ချမ်းသာပါတယ်ကို့မှာကား6စီးရှိတယ် ဟုတ်လားဘာကားရလဲဗျာ ကားတွေကတော့ကားတွေပဲမောင်းလို့ရတယ် ဟုတ်လား ဒါပေမဲ့တကယ်တော့ဝယ်ခဲ့ရမှာ ခင်ဗျာလည်းစားရဗျာ ငါကပြောပါကြီးလေစတယ်ချစ်လိုက်ချစ်လိုက် โอเค ဒီလေးတော့စီးပွားရေးစီးတယ် ဒီလိုပါလေဗျာလောက်လိုက်စားလိုက်လွတ်လိုက်နဲ့ ဒီဘောကွာ ဟုတ်တော့မှမထောက်နိုင် အကိုလည်းဒီတိုင်းပဲအလုပ်တွေအစင်မပြေရှိတဲ့အလုပ်တွေပြင်နေတာပဲဒီစားဖို့ကတူးနေ ဟုတ်လား